ချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဖလန်းမြို့ဟာပြည်နယ်ရုံးခရိုင်ရုံးမြို့နယ်ရုံးများဆိုင်ရာတောင်ပေါ်မြို့တစ်မြို့ဖြစ်ပါတယ်။မြောက်ဘက်မှာတီးတိမ်မြို့နယ်နဲ့တောင်ဘက်မှာဟာခမြို့နယ်တို့တည်ရှိကဖလန်းမြို့နယ်စူပုံတောင်မှာလေရင်ကွင်းရှိပြီးချင်းပြည်နယ်ရဲ့ပထမဦးဆုံးလေဆိပ်ရှိတဲ့မြို့ဖြစ်ပါတယ်။ဖလန်းမှာတဆင်စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်ကို၎င်းဖလန်းဟာခမှာတဆင်မကွေးတိုင်းဒေသကြီးဂံကောမြို့နယ်ဘက်ကို၎င်းတွာလာနိုင်ပြီးအချက်ချာကြပြီးနယ်မြေအေးချမ်းတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ထို့ကဲ့သို့သောနယ်မြေအေဂျင့်သည့်တောင်ပေါ်ဒေသမှာရိုးသားစွာနေထိုင်လုပ်ကိုင်စားတောက်နေကြတဲ့ပြည်သူများအား CDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူပူးပေါင်းအဖွဲ့များက CRPH, NUG အကြမ်းဖက်အဖွဲ့တို့ရဲ့သွေးတို့မြောက်ပင့်မှုနဲ့အတူဒီမိုကရေစီအရေးနဲ့ဒေသကောင်းစားရေးဟုနိုင်ငံရေးမှတ်လုံးများဖြင့်စီယုံတင်သွင်းပြီးအကြမ်းဖက်တင်နန်းများပို့ချပေးခဲ့ပါတယ်။အဲဒီလိုအကြမ်းဖက်သမားများအဖြစ်မွေးထုတ်ပေးကနေမြေကန်ပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်များကိုဖျက်ဆီးပြီးအစိုးရအုပ်ချုပ်ရေးရန်ရာများဖျက်ဆီးကဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးစေရန်ရည်ရွယ်ပြီးချင်းညီနောင်စစ်စီရင်အမည်ဖြင့်မြို့ရွာများမှာတိုက်ပွဲများဖော်ဆောင်ခြင်းလုံခြုံရေးအားနည်းသောတပ်စခန်းငယ်များကိုအင်အားအလုံးရင်းအုံပြု၍တိုက်ခိုက်ခြင်းများလှုပ်ဆောင်လျက်ရှိရာဖလန်းမြို့အား2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်အင်အားအလုံးအရင်ဖြင့်မြို့လုံခြုံရေးဆောင်ရွက်နေသည့်နယ်မြေကန်တပ်ရင်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအားဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။အဲဒီလိုတိုက်ခိုက်ခဲ့သဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ကြည်တောင်လူတယောက်ကြံသည့်အထိတိုက်ရဲသည့်စိတ်ဓာတ်လှေခွက်ကြီးကြံအလံမလဲသည့်စိတ်ဓာတ်များဖြင့်အသက်ကိုဗဒနာမထားဘဲရဲရဲဝံ့ဝံ့ဖြင့်ပြန်လည်ခုခံတွန်းလှန်ခဲ့ကြတော့လေအကြမ်းဖက်သမားများအနေနဲ့အတင်းအဓမ္မချင်းချောက်လူသစ်စုဆောင်းခြင်းဖြင့်ရရှိလာတဲ့တာလွန်အင်အားများကိုအသုံးပြုကာဒေသခံတိုင်းသားပြည်သူလူထုအားလူသားတိုင်းအဖြစ်အသုံးပြုပြီးတိုက်ခိုက်လာခြင်းတို့ကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များဟာတိုင်းသားပြည်သူများထိခိုက်မှုမရှိစေရန်နှင့်ပြည်သူလူထုရဲ့နေအိမ်များတာသနိကအဆောက်အအုံများစာတင်ကျောင်းများစေယုံစီကံများထိခိုက်ပျက်စီးဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်စေရေးအတွက်ထိမ့်ထိမ့်သိမ့်သိမ့်ဖြင့်ခုခံခဲ့ပါတယ်။အဲဒီလိုစစ်စင်ရေးကာလ6လကြာမြခုခံခဲ့ရာလုံခြုံရေးတပ်ဖွဲ့ဝင်များဟာထိခိုက်ဒဏ်ရာရရှိမှုများပြားလာမှုများကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များဟာစစ်နီးပြူဝါမြောက်ဂျားကန်စစ်အဆင့်ဆင့်ဖြင့်2025ခုနှစ်မေလ6ရက်နေ့မှာစနစ်တကျစုတ်ခွာခဲ့ရသဖြင့်အကြမ်းဖက်တောင်းကျမ်းသူများဟာဖလန်းမြို့အားယာယီစိုးမိုးခဲ့ပါတယ်။တမတော်စစ်ကြောင်းများအနေနဲ့ချင်းပြည်နယ်ခရိုင်မြို့တော်ကြီးတစ်ခုဖြစ်တဲ့ဖလန်းမြို့အားအမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိနိုင်ရေးနဲ့ CDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူများအားတိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက်ကလေးမျိုးနဲ့တီးတိမ်မျိုးတို့မှာလိုအပ်တဲ့ပြင်ဆင်စုဖွဲ့မှုများနဲ့အုပ်ချုပ်ထောက်ပံ့မှုများကိုဖြည့်တင်းဆောင်ရွက်ခဲ့ပြီးမြေပြင်ဝေဟင်ဟန်ချက်ညီပေါင်းဆက်စုဖွဲ့ပြီးစစ်ကြောင်းများခွဲ၍နယ်မြေရှင်းလင်းခြင်းများစတင်ခဲ့ပြီးတံပြန်တိုက်စစ်များတဆင့်ပြီးတဆင့်ခြေကုပ်ယူထိုးဖောက်တိုက်ခိုက်ခဲ့ရာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာအကြမ်းဖက်တောင်းကျမ်းသူများယာယီစိုးမိုးထားသောတာယာကုန်းကျေးရွာအား၎င်းအော်တိုဘာလ30ရက်နေ့မှာနတ်ချောင်းတရာအား၎င်းနိုဝင်ဘာလ3ရက်နေ့မှာ .2244 တောင်ကုန်းအား၎င်းနိုဝင်ဘာလ4ရက်နေ့မှာကနေဒီတောင်နဲ့ဝေဘူးလစခန်းတို့အား၎င်းနိုဝင်ဘာလ10ရက်နေ့မှာ .2364 တောင်ကုန်းအား၎င်းနိုဝင်ဘာလ9ရက်နေ့မှာတိုင်းငင်းစခန်းအား၎င်းနိုဝင်ဘာလ18ရက်နေ့မှာ .1361 တောင်ကုန်းအား၎င်းနိုဝင်ဘာလ26ရက်နေ့မှာဇောင်းကောင်ကျေးရွာအား၎င်း2026ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာဇွဲလီကျေးရွာအား၎င်း
ဖေဖော်ဝါရီလ10ရက်နေ့မှာထင်းရှူစကန်ကြေးရွာအား၎င်းမတ်လ31ရက်နေ့မှာပါတဲကြေးရွာအား၎င်းဧပြီလ19ရက်နေ့မှာဘာဒရာအား၎င်းဧပြီလ22ရက်နေ့မှာခွန်လီကြေးရွာအား၎င်းဧပြီလ23ရက်နေ့မှာပွိုင်1ခွန်1တုံညတောင်ကုန်းကြောင်ဟင်ရှာကြေးရွာနဲ့စွန်ဟရန်ကြေးရွာတို့အား၎င်းဧပြီလ24ရက်နေ့မှာစုပုံလေးစိတ်နဲ့စီဇာမော်ကြေးရွာတို့အား၎င်းအတီးသည့်အောင်မြင်စွာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဧပြီလ25ရက်နေ့ဒီကနေ့မှာအကြမ်းဖက်သမားများယာယီစိုးမိုးထားတဲ့ဖက်လန်းမြို့အားတပ်မတော်စစ်ကြောင်းများကအပီးအတိုင်းအလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်အဲဒီလိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်ဒေသခံတိုင်းသားပြည်သူများရဲ့နေရက်ဇာတိအိုးအိမ်နေရများမှာစိတ်အေးချမ်းသာစွာပြန်လည်နေထိုင်လိုတဲ့ဆန္ဒအကြမ်းဖက်တောင်းကျမ်းသူများရဲ့အသက်အန္တရာယ်ရန်ပြုမှုချင်းချောက်အကြက်ကင်မှုထိတ်လန့်ကြောက်ရွံ့နေရမှုဘေးမှကင်းဝေးပြီး၎င်းတို့ရဲ့လူမှုစီးပွားဘဝအတွက်အေးချမ်းစွာရှာဖွေလုတ်ကင်စားတောက်လိုတဲ့စိတ်ဆန္ဒများကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်တမတော်စစ်ကြောင်းများကဖက်လန်းမြို့နယ်အဆိုပါဒေသတဝိုက်အားပြန်လည်သိမ်းပိုက်ရရှိရေးမိမိတို့ရဲ့အသက်ကိုဗဒနာမထားဘဲရွရွချွန်ချွန်အဆင့်ဆင့်ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာအကြမ်းဖက်တောင်းကျမ်းသူများနဲ့တိုက်ပွဲကြီးတိုက်ပွဲငယ်ထိတွေ့မှုစုစုပေါင်း109ကြိမ်ဖြစ်ပွားခဲ့ပြီးရန်သူထံမှအလောင်း19လောင်းလက်နက်မျိုးစုံ33လက်ခဲယမ်းများနဲ့ဆက်ဆက်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ပြီးတပ်မတော်မှအရာရှိစစ်သည်အချို့နိုင်ငံတော်နဲ့တပ်မတော်အတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရပါတယ်CDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူပူးပေါင်းအဖွဲ့များအနေနဲ့ဖလန်းမြို့နယ်၎င်းဒေသတဝိုက်အားယာယီစိုးမိုးထားတဲ့မြို့ရွာများအတွင်းရှိဘာသာရေးဆိုင်ရာအဆောက်အအုံများစာတင်ကျောင်းများဌာနဆိုင်ရာအဆောက်အအုံများစေယုံများနဲ့လူနေအိမ်များမှာဘန်ကာများဆောက်လုပ်ပြီးတပ်မတော်စစ်ကြောင်းများအားပစ်ခတ်တိုက်ခိုက်ခြင်းဒေသခံပြည်သူများရဲ့အိုးအိမ်များကိုခန်းစစ်တိုင်းအဖြစ်အကာအကွယ်ရယူပြီးပစ်ခတ်တိုက်ခိုက်ခြင်းနေအိမ်များနဲ့ဈေးဆိုင်ခန်းများအားဖောက်ထွင်းပြီးတံမိုးကြီးပစ္စည်းများစားတောက်ကုန်နဲ့အသုံးဆောင်ပစ္စည်းများကိုအဓမ္မယူဆောင်ခြင်းများလှုပ်ဆောင်ခဲ့သဖြင့်ကလေးတငယ်များတက်ကြီးရွယ်အိုများအပါအဝင်ဒေသခံတိုင်းသားများအနေနဲ့လည်းအကြမ်းဖက်သမားများအားဆက်ဆုပ်ယွန်ရှာမုန်းတီးခြင်းနဲ့အတူဆင်းရဲမှုဘေးထုတ်ကကြီးစွာဖြင့်နီးစပ်ရာမြို့ရွာများသို့ထွက်ပြေးတင်းရှောင်ခဲ့ကြရပါတယ်တ
တက်မတော်စစ်ကြောင်းများအနေနဲ့ဖလန်းမျိုးအတွင်းသို့ယာယီနေရဆွန်ခွာနေကြရတဲ့ဒေသခံတိုင်းသားပြည်သူများအားအန္တရာယ်ကင်းရှင်းစွာပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအစိုးရအုပ်ချုပ်မှုရန်ရာများအမြန်ဆုံးလဲပတ်နိုင်ရေးနဲ့အကြမ်းဖက်တောင်းကျမ်းသူများရဲ့ရုပ်မှရက်ဆက်စွာလှုပ်ဆောင်ခဲ့တဲ့မြေမြုပ်မိုင်းများအားဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကိုဆောင်ရွက်လျက်ရှိပြီးအကြမ်းဖက်တောင်းကျမ်းသူများဖျက်ဆီးခဲ့တဲ့စာတင်ကျောင်းများစေးရုံစေကမ်းများရုံးဌာနအဆောက်အအုံများဘာသာရေးဆိုင်ရာအဆောက်အအုံများနဲ့လူနေအိမ်များအားဒေသခံတိုင်းသားများနဲ့ပူးပေါင်းပြီးအမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ချင်းပြည်နယ်အတွင်းအကြမ်းဖက်တောင်းကျမ်းသူများလုံးဝကင်းစင်ပပျောက်ရေးအတွက်အကြမ်းဖက်ချေမှုမှုစစ်စင်ရေးကိုဆက်လက်တိုးမြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံတော်အစိုးရအနေနဲ့လက်နက်ကိုင်ပြည်ပခါများချုပ်ငြင်းရန်နဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီလန်ဖြင့်ဖြေရှင်းရန်အတွက်ကြိုတင်ကန့်သက်ချက်များမထားသည့်ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများကိုဖိတ်ခေါ်လျက်ရှိပါတယ်။ဒါကြောင့် PDF အပါအဝင်လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေနဲ့လမ်းကြောင်းမှန်ကိုရှောင်လန်းနိုင်ရန်အခွင့်အရေးတစ်ခုအနေနဲ့စဉ်းစားချိန်တန်ပြီးဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။